Ayatollah Ali Khamenei ရဲ့ရုပ်ကလပ်ကိုလူသား20ထိကာရဝပြုမယ်လို့မျှော်လင့်တဲ့အကြောင်းဖြင့် Cyber scan company တွေကအကြီးအကျယ်ဒုက္ခပြီးတော့ internet connectivity ကဘာနဲ့တုံးနေတာဆိုတော့ Starlink နဲ့တုံးနေတာဆိုပြီးတော့သတင်းထွက်ပြီးတော့မှတော်လေးဖြတ်တောက်လိုက်တဲ့ဟာတွေလည်းအားလုံးကြားခဲ့ကြမှာပေါ့ Starlink internet ကန့်သတ်တဲ့နေရာလို့ email ပို့ပြီးတဲ့နောက်ပိတ်သိမ်းခံနေရတဲ့အကြောင်းနဲ့ရန်ကုန် AR နဲ့မန္တလေးတိုင်းမှာမိုးကြီးလို့ကဘာပြိုတဲ့အကြောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ဒီညစီစဉ်ကိုကျွန်တော်ဘိုဘိုကတင်ဆက်ပေးထားပါတယ်။ရုရှားရဲ့ဒုတိယကြီးဆုံးမြို့ဖြစ်တဲ့ St. Petersburg မြို့ကိုယူကရိန်းကညလုံးပေါက်တာဝေးပစ်ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ရေနံအဆောက်အုံတွေနဲ့အနားကရေတပ်စခန်းပါဝင်စစ်ရေးပြစ်မှတ်တွေထိမှန်ခဲ့ပါတယ်။ St. Petersburg စိတ်ကမ်းဟာရေနံလှောင်ကန်တွေကနေပြီးမိโกလုံးကြီးတွေထိုးတက်နေတာကိုလည်းအင်တာနက်ပေါ်ကဗီဒီယိုတွေမှာတွေ့ရပါတယ်။ဒီရေနံလှောင်ကန်ကရုရှားရဲ့အကြီးဆုံးရေနံလှောင်ကန်နဲ့ပြည်ပကိုရေနံပို့တဲ့နေရာတစ်ခုဖြစ်ပါတယ်။လူအသေးပြောက်မရှိဘူးဆိုပြီး St. Petersburg အုပ်ချုပ်ရေးမှူးကပြောပါတယ်။ဒီလပိုင်းတွင်ယူကရိန်းကရုရှားစွမ်းအင်စက်ရုံတွေပေါ်တိုက်ခိုက်မှုတွေပိုတိုးလှုပ်လာပြီးရုရှားနိုင်ငံအနှံ့လောင်စာပြတ်တောက်တာတွေဖြစ်ပေါ်နေပါတယ်။အီရန်မှာတော့အယာတိုလာအလီခါမီနီရဲ့ရုပ်ကလပ်ကိုအပူဇော်ခံတဲ့6ရက်အတွင်းမှာလူသား20ထိလာပြီးဂါရဝပြုကြမယ်လို့မျှော်လင့်ကြောင်းအီရန်အာဏာပိုင်တွေကပြောဆိုပါတယ်။ပြီးခဲ့တဲ့4လကျော်ကအမေရိကန်နဲ့အစ္စရေးတိုက်ခိုက်မှုကြောင့်စစ်ပွဲအစမှာအီရန်ဘာသာရေးခေါင်းဆောင်ကြီးသေဆုံးခဲ့ပါတယ်။နောက်တစ်ပတ်ကြာတာပရိနေမှာမတကြိုခင်သူ့ရဲ့ရုပ်ကလပ်ကိုထားရှိမဲ့တဟီရန်မြို့ကမော်ဆလာဗလီကြီးမှာလည်းအမဲရောင်ဝတ်ဆင်ထားတဲ့ပူဆွေးဝမ်းတဲ့သူလူအုပ်ကြီးကစုဝေးခဲ့ပါတယ်။အဲ့ဒီမှာအမေရိကန်စံကျင်ရေးကျွေးကြော်တဲ့နေဟိကျွေးကြပြီးအယာတိုလာကိုသတ်ဖြတ်မှုအတွက်လက်စားချေဖို့တောင်းဆိုကြတယ်လို့လည်းသိရပါတယ်။အီရန်ဆိုရရဲ့အင်အားကိုပြတဲ့အခမ်းအနားတွေကိုလည်းအီရန်နဲ့အီရတ်ကမြို့ကြီးတွေမှာကျင်းပဖို့ရှိနေပါတယ်။တခါအမေရိကန်လွတ်လပ်ရေး250ပြည့်တဲ့ချိန်မှာပြင်းထန်တဲ့အပူလှိုင်းကြီးကဝါရှင်တန်မြို့တော်နဲ့အမေရိကန်ရှေ့ကမ်းရိုးတန်းကိုဖုံးအုပ်ထားပါတယ်။လောလောဆယ်ဝါရှင်တန် DC ရဲ့ပူချိန်ကအာရှကဂိုဘီသဲကန်ဒါရလို့ပူချွတ်နေပြီးကမ္ဘာအပူဆုံးနေတဲ့မှာပါနေပါတယ်။အမေရိကန်ရဲ့ပုံရိပ်လက္ခဏာဟာပြည်ရင်းကအစွန်းရောက်အလွန်ကျွံသမားတွေရဲ့ချိန်ချောက်မှုနဲ့ရင်ဆိုင်နေရကြောင်းသမ္မတထရမ့်ရဲ့လွတ်လပ်ရေးနေ့အကျိုးမင်ကွန်းမှာပါရှိပါတယ်။သူစကားသွားလာရနိုဝင်ဘာသက်တမ်းဝက်ရွေးကောက်ပွဲမှာ Republican နဲ့ရှင်ပြိုင်မဲ့ Democrat တွေကိုကွန်မြူနစ်စိတ်တက်ဖို့ကြိုးစားနေပုံရပါတယ်။ရွှေပြောင်းဝင်လာသူတွေကိုပို့ပြီးကာကွယ်ပေးဖို့နဲ့ဥရောပလူဖွဲ့စည်းတွေပေါင်းစည်းနိုင်အောင်လုပ်ပေးဖို့ပုပ်ဖြန်းမင်းကြီးလီယိုကဥရောပခေါင်းဆောင်တွေကိုတောင်းဆိုလိုက်ပါတယ်။ဥရောပကိုစွန့်စားဖြတ်ကူးလာကြတဲ့ရွှေပြောင်းဝင်လာသူတွေရဲ့အဓိကဝင်ပေါက်တစ်ခုဖြစ်တဲ့အီတလီကလန်ပေဒူဆာကျွန်းကိုရောက်တုန်းဆူတောင်းပွဲမှာသူကခုလိုမိန့်ကြားလိုက်တာပါ။သင်္ဘောပြက်ပြီးသေဆုံးကြတဲ့အမည်မသိရွှေပြောင်းဝင်လာသူတွေကိုမြုပ်နှံထားတဲ့သင်္ချိုင်းတစ်ခုကိုလည်းပုပ်ဘီဟန်မင်းကြွရောက်ပြီးတော့ဆူတောင်းပေးခဲ့ပါတယ်။ထိုင်ဝမ်ရှေ့ကမ်းရိုးတန်းကတရုတ်သင်္ဘောတွေကိုခြေရာခံဖို့ကမ်းခြေဆောင်တက်သင်္ဘော2စင်းကိုတက်ဆွဲထားကြောင်းထိုင်ဝမ်ဘက်ကပြောပါတယ်။တရုတ်ကသူ့ပိုင်နဲ့ဆိုပြီးကျုံးဝနေတဲ့ဒီရေပြင်ကိုစောင့်ကြပ်ဖို့သင်္ဘောတွေလွှတ်နေတာကိုထိုင်ဝမ်ဘက်ကခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ဒီသတင်းပတ်တွေတွင်တရုတ်ကဥပဒေစိုးမိုးမှုစစ်ဆင်ရေးဆိုတာတွေကိုဆောင်ရွက်ခဲ့တဲ့အတွက်ထိုင်ဝမ်အရှေ့ကမ်းလွန်မှာတင်းမာမှုတွေပြန်ပြီးမြင့်တက်လာခဲ့ပါတယ်။ဒီစစ်ဆင်ရေးတွေကိုရန်စပြီးတော့နေကျက်မှုကိုဟန်ဆောင်မျက်နှာဖုံးတက်ထားတာတွေလို့လည်းထိုင်ဝမ်ဘက်ကပြောဆိုပါတယ်။တခါထိုင်းရောက်မြန်မာရွှေပြောင်းနေကြမှာတောင်ပေါ်သားကတ်လို့လူသိများတဲ့မှတ်ပုံတင်ကတ်လွဲသုံးမှုနဲ့စရထာနီခရိုင်ကဒုတိယခရိုင်မှုဟောင်းပါဝင်12ဦးကိုဖမ်းဆီးလိုက်ပါတယ်။ထိုင်းရောက်နိုင်ငံမဲ့တွေကိုသာထုတ်ပေးတဲ့ကတ်တွေကိုခရိုင်မှုဟောင်းနဲ့မှတ်ပုံတင်ရုံးဝန်ထမ်းကဆရာစာရန်တူလုပ်ပြီးမြန်မာနိုင်ငံသား240ကိုထုတ်ပေးခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ဒီမှတ်ပုံတင်အတွက်မြန်မာရွှေပြောင်းတွေကထိုင်းဘတ်ငွေ9000ပေးရတယ်ဆိုပြီးထိုင်းအာဏာပိုင်တွေကဖော်ထုတ်ထားပါတယ်။ဒီအမှုတွဲဟာလူကုန်ကူးခိုင်းတစ်ခုနဲ့လဲဆက်ဆက်နေတယ်လို့ထိုင်းရဲတပ်ဖွဲ့ကပြောဆိုပါတယ်။
စစ်တပ်ကဒီရက်ပိုင်းတွင်မောင်တော်ခရိုင်ကိုလေကြောင်းဖိအားပေးတိုက်ခိုက်လာလို့3ရက်အတွင်း6ဦးသေဆုံးတယ်လို့သိရပါတယ်။မောင်တော်နဲ့ဘူးသီးတောင်မြို့နယ်တဲကိုတိုက်လေရင်နဲ့တည်ယူပို့ဆောင်ရေးလေရင်တွေ3စီးနဲ့အထက်တပြိုင်နဲ့လာပြီးဘုံကျဲတာလို့ဆိုပါတယ်။မောင်တော်မြို့နယ်ကအေးဖမ်းထားတဲ့စစ်သုံးပန်းထောင်ကိုတော့ဇူလိုင်လ2ရက်နေ့မှာ Jet Fighter 6 စင်းနဲ့ဘုံကျဲတယ်လို့ဆိုပါတယ်။တော်ရရှိမြခင်ဗျာဇူလိုင်လ2ရက်နေ့ကစပြီး Starlink Internet သုံးစွဲဖို့ကန့်သတ်ထားတဲ့နေရာဖြစ်တယ်လို့အီးမေးလ်ပို့ခံရပြီးတဲ့နောက်ပိတ်သိမ်းခံရကြောင်းမြန်မာသုံးစွဲသူတွေကဆိုပါတယ်။တော်လှန်ရေးအားကောင်းတဲ့နေရာတွေမှာစစ်တပ်ကဖုန်းလိုင်းနဲ့အင်တာနက်တွေဖြတ်ပြီးတဲ့နောက်ပိုင်း Starlink ကိုဆက်သွယ်ရေးနဲ့သတင်းစီးဆင်းရေးအတွက်အားကိုးနေရပါတယ်။အဲ့ဒီဒေသတွေမှာဘယ်လိုချက်တဲတွေရှိလာတယ်မရွှေပိုးနီကပြောပြမှာပါဇူလိုင်လ2ရက်နေ့ကစလို့မြန်မာပြည်တွင်းကသုံးစွဲသူတွေရဲ့စက်တွေကို Starlink ကုမ္ပဏီကနေသုံးစွဲဖို့ကန့်သတ်ထားတဲ့နေရာဖြစ်တယ်လို့အီးမေးလ်ပို့လာပြီးတဲ့နောက်မှာအင်တာနက်လိုင်းမရတော့တဲ့အကြောင်းသုံးစွဲသူတွေကဆိုကြပါတယ်မြန်မာနိုင်ငံဟာ Starlink အင်တာနက်ကိုတရားဝင်အသုံးပြုခွင့်ရရှိထားတဲ့နိုင်ငံတွေထဲမှာမပါဝင်သေးပါဘူးဒါကြောင့် Starlink တရားဝင်အသုံးပြုခွင့်ရရှိထားတဲ့နိုင်ငံတွေရဲ့တည်နေရာနဲ့မှတ်ပုံတင်ပြီးမှပြည်တွင်းကို Starlink စက်တွေရွှေ့ပြောင်းတည်ဆောင်အသုံးပြုနေရတာပါ Starlink ကပေးပို့တဲ့အီးမေးလ်မှာဝန်ဆောင်မှုတရားဝင်ခွင့်မပြုထားတဲ့နိုင်ငံကနေအသုံးပြုနေတာကိုတွေ့ရှိရပြီးအကောင့်မှတ်ပုံတင်ထားတဲ့နိုင်ငံဒါမှမဟုတ်တရားဝင်ခွင့်ပြုထားတဲ့နိုင်ငံမှာပြောင်းသုံးမှုအကြောင်းကြားလာတာလို့သိရပါတယ်။ IT နည်းပညာကျွမ်းကျင်သူတဦးရှင်းပြတာက Cyber Scan ဆိုတာတော့အားလုံးနားလည်အောင်ပြန်ပြောရင်ကျွန်တော်ပြောနေကြကြားဖြန့်ပါပဲနော်။အဲ့တော့ Cyber Scan ကုမ္ပဏီတွေကအကြီးအကျယ်ဒုက္ခပြီးတော့ Internet Connectivity ကဘာနဲ့သုံးနေတာဆိုတော့ Starlink နဲ့သုံးနေတာဆိုပြီးတော့သတင်းထွက်ပြီးတော့မှတော်လေးဖြတ်တောက်လိုက်တဲ့ဟာတွေလည်းအရှေ့ပိုင်းမှာအားလုံးကြားခဲ့ကြမှာပေါ့။ Location ပိတ်လိုက်မယ်ပေါ့။ VPN ခံလိုက်မယ်ပေါ့။နည်းပညာအရတော့ Starlink လို့ SpaceX လို့ကုမ္ပဏီအကြီးကိုတွားပြီးတော့ဒီလောက်နဲ့ကျွန်တော်တို့ကြော်လွှားဖို့ဆိုတာလက်ရှိချိန်မှာမလွယ်နေဘူးမဖြစ်နိုင်နေဘူးလို့ပဲပြောရမှာပေါ့တစ်ဖက်ကလည်းသူတို့ရဲ့ policy ကပိတ်ဆို့မှုတွေဖြတ်တောက်မှုတွေလုပ်တာပေါ့တစ်ဖက်ကလည်းဆက်ကြိုးစားနေဦးမှာပဲဆက်လက်အသုံးပြုခွင့်ရဖို့နည်းလမ်းတွေ American နိုင်ငံ SpaceX ကုမ္ပဏီပိုင် Starlink ဂျိုရုအင်တာနက်ကိုစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့ကချင်ချင်းရခိုင်ကယားမွန်တနင်္သာရီမန္တလေးစကိုင်းနဲ့မကွေးတိုင်းတွေမှာတွင်တွင်ကျဲကျဲအသုံးပြုနေကြပါတယ်အဲ့ဒီဒေသတွေကတော်လှန်ရေးအင်အားစုတွေသာမကပြည်သူလူထုကပါဆက်သွယ်ရေးနဲ့သတင်းအချက်လက်ရရှိဖို့အပြင်ငွေလွှဲငွေထုတ်လို့နေ့စဉ်မရှိမဖြစ်လူထုဝန်ဆောင်မှုတွေကို Starlink ကြောင့်သုံးနိုင်ကြတာပါပြီးခဲ့တဲ့မေလမှာတုန်းကစက်ပိုင်ရှင်ရဲ့မျက်နှာဖော်ပြရမယ်ဆိုတဲ့ Starlink ရဲ့မူဝါဒအသစ်ကိုပြောင်းလဲခဲ့တယ်လို့အဲ့ဒီလိုတောင်းခံစာရရှိပြီး25ရက်အတွင်းမှတ်ပုံတင်ကြရပါတယ်တော်လှန်ရေးနယ်မြေကအင်တာနက်အသုံးပြုသူတွေစက်မှတ်ပုံတင်ဖို့အခက်အခဲကြုံရတယ်လို့အခုလိုစက်တချို့ဝန်ဆောင်မှုရက်တာတွေကြောင့်စိုးရိမ်မှုတွေများလာတယ်လို့လူမှုကွန်ရက်စာမျက်နှာပေါ်တွေမှာရေးသားချက်တွေအရသိရပါတယ် Starlink အပိတ်ခံရတဲ့အခြေအနေကိုရခိုင်ဒေသခံတဦးပြောပြတာကဒုက္ခရောက်တာပေါ့အင်တာနက်လည်းမရဖုန်းလည်းအဆက်တွေပြောလို့အဲ့လိုဖြစ်နေတာကျွန်တော်တို့ကရဲမာရီကတော့ရှိနေပါတယ်ခက်တယ်ရှိနေပါတယ်ဝင်ပြီးတော့မစနိုင်အလုပ်ရကန်တယ်ခက်ခဲရှိတယ်ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကမြန်မာနိုင်ငံမှာရှိနေတဲ့ online ငွေလိမ်လုပ်ငန်းကြားဖြတ်မှာအသုံးပြုနေတဲ့ Starlink ဆက်အလုံးရေ2500ကိုလည်းဝန်ဆောင်မှုပိတ်ခဲ့တယ်လို့ Starlink ဘက်ကကြေညာခဲ့ပါသေးတယ်တော်တော်ရှိမြခင်ဗျာနိုင်ငံတော်ဝန်မှာမိုးကြီးမှုကြောင့်ရန်ကုန် AR နဲ့မန္တလေးတိုင်းတွေမှာကဘာပြူပြီးတော့နေရာရွှေ့ရတာတွေရှိနေပါတယ်မိုးစက်တက်ရွာလို့နေရက်ကိုမပြန်နိုင်သလိုအချိန်မရွေးကဘာထပ်ပြိုနိုင်တဲ့ခြေနေတွေကြုံနေရပြီးစားဝတ်နေရေးကစခက်ခဲနေပါတယ်ဒီကြောင့်မသိန်းတွေကစူးစီးပြောပြမှာပါမန္တလေးမြို့အောင်မြေတန်းဆန်မြို့နယ်မြို့ဆောင်လမ်းဘေးမှာအေယာဝတီမြစ်ရေဝင်ရောက်လို့ယာယီပြောင်းရွှေ့နေထိုင်ကြသူတချို့စာဝတ်နေခက်ခဲပြီးအကူအညီတောင်းခံမှုတွေလည်းရှိနေတာပါဒါအပြင်မြေရိုးတလျှောက်နေထိုင်သူတချို့ကတော့ရေအသက်အကျနဲ့မုန်တိုင်းကြောင့်ငါးရှာဖွေတဲ့အလုပ်ကိုရပ်နားထားတဲ့အခြေအနေရှိတယ်လို့မြစ်ကမ်းနေထိုင်သူတွေကပြောပါတယ်ဒီရက်ပိုင်းရန်ကုန်မှာမိုးဆက်တိုက်ရွာနေပြီးရန်ကုန်မြစ်ကမ်းဘေးမှာရှိတဲ့တရက်တော်ရွာဘက်ကဒေသခံတွေကတော့နေအိမ်တချို့ကမ်းပြိုတာတွေရေတိုက်စားတာတွေကြောင့်ပြောင်းရွှေ့နေကြရပါတယ်တဘာဝဘေးဖြစ်လာရင်လိုအပ်တာကူညီနိုင်ဖို့ရက်ရွာကကမကထလုပ်ပြီးအဖွဲ့ဖွဲ့ထားသလိုမိုးလေဝသသတင်းတွေကိုနားစွင့်နေတဲ့အပြင်ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ဒေသခံတွေက BBC ကိုပြောပါတယ်။နေ့စဉ်ကမ္ဘာပြုချိန်ရောက်ရင်စာဝတ်နေရေးအတွက်မြစ်ထဲငါးရှာဖားရှာအလုပ်တွေရပ်ထားပြီးနေရအချိန်မီရွှေ့ပြောင်းရသလိုနာဂိမုံတိုင်းအတွေ့အကြုံရှိထားလို့ပြင်ဆင်မှုတွေလုပ်ရတဲ့အကြောင်းတငါတဲ့အမျိုးသမီးတဦးပြောတာကရေများလာတဲ့အချိန်ကျတော့ညကုန်းပေါ်နည်းနည်းရွှေ့ကျင်လိုက်တော့မှရွှေ့ပြောင်းပြီးရေကျတဲ့အချိန်ကျတော့ဖြန့်စီအလုပ်ကျင်လုပ်ရတာပေါ့။အိမ်ပိုက်ကြည့်တဲ့
ဒီမုန်တိုင်းကြတဲ့အချိန်ကြလို့ရှိရင်တော့ပြည့်လို့မရဘူးမိုင်းနေပြီးတော့အပြင်ထွက်လို့မရဘူးပေါ့။လက်ပြတိုက်တွေကမှတ်ထားတာဒီကြီးလာလို့ရှိရင်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဒီတိုက်ရင်ဘယ်လိုနေရမယ်ဆိုတာလေကျွန်တော်တို့အဲ့လိုမျိုးနေတာထိုင်တာပေါ့တတိနဲ့နေရတော့ကာဝတ်နေရေးတဲ့အဲ့လိုမျိုးထုတ်ပို့ထားပြီးတော့တဲ့ဆောင်သွားတော့မိုးလေဝသနဲ့ပတ်သက်ပြီးခုရက်ပိုင်းတွင်ဆက်တိုက်ဆိုသလိုသတင်းစာတွေထဲမှာမိုးကြီးပြီးသဘာဝဘေးဖြစ်ပေါ်နိုင်တဲ့သတိပေးဖော်ပြမှုတွေရှိနေပါတယ်။မိုးရင်းကာလမှာကမ်းပါးပြိုမှုတွေကိုနှစ်တိုင်းလည်းမဖြေရှင်းနိုင်သလိုဖြစ်လာရင်နေရာရွှေ့ပြောင်းပြီးနောက်မပြိုတဲ့နေရာတွေပြန်နေရတာမျိုးလည်းရှိပါတယ်။ဒါကြောင့်အခုရက်ပိုင်းမြန်မာကမ်းရိုးတန်းမှာလောက်ကင်စားတောက်သူတွေအနေနဲ့သတိထားပြင်ဆင်မှုတွေရှိရမယ်လို့လည်းဆိုပါတယ်။အခုရက်ပိုင်းလေဖိအားနဲ့ရန်ဝင်ကြောင်ဖြစ်လာနိုင်တဲ့အခြေအနေကိုမိုးလေဝသနဲ့ဇလဗေလညွှန်ကြားမှုဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးပြောတာကကျန်းမာရေးနဲ့နောက်ရောက်ပိုင်းမှာလည်းအားကောင်းတဲ့လူများနဲ့ရန်ဝင်မှုရှိတယ်။ဒီမှာပြန်တဲ့တစ်ချောင်းလုံးမှာတော့နိုင်ရမြတ်တဲ့ဒေရီကနေတတိပြီးတော့ရှိတယ်နော်။အခုတန်လန်းမှာဒီနေ့ဒီတော့ဒီဘက်မှာတော့ဘာလို့ဒီနေ့ဆိုင်ရအာဏာပိုင်ရဲ့ပုံစံမျိုးပဲဆောက်ဖို့လို့ဆိုတော့ဘာလို့ဇူလိုင်လ3ရက်ကနေ10ရက်အတွင်းလေဖိအားနဲ့ရန်ဝင်ကြောင်နေပြည်တော်အပါအဝင်ဒေသ10ခုထက်မနည်းမိုးထစ်ချုံရွာနိုင်ပြီးတချို့ဒေသတွေမှာမိုးကြီးနိုင်တယ်လို့နိုင်ငံပိုင်သတင်းစာတွေကနေထုတ်ပြန်ထားပါတယ်တော်တော်ရှင်များပကံမှာပြန်ပေးဆွဲလို့လားလေသူနေသွားတဲ့အတွက်ခီးတွေကိုမှီခိုရတဲ့လုပ်ငန်းတချို့ပိတ်သိမ်းနေတယ်လို့ဒေသခံတွေကပြောပါတယ်ပကံကိုအရင်လိုဧည့်သည်တွေပြန်လာအောင်ဘာတွေလုပ်တင်တယ်လဲမတ်သူစာလင်းကပြောပြပေးပါမယ်ပကံဒေတာဟာအခုလိုမိုးရသည့်အစဆိုရင်ရှုခင်းလှပပြီးလေပတ်လိုကောင်းတဲ့အတွက်မိုးရင်းဆိုရင်လည်းခီးသွားတွေမပြတ်ရှိတတ်ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့2025ကစလို့ပြန်မေးဆွဲတဲ့ဖြစ်စဉ်တွေခက်ဆစ်ဆစ်ရှိလာတဲ့အတွက်ပြည်တွင်းခီးသွားတွေအကြားမှာစိုးရိမ်မှုတွေရှိခဲ့ပါတယ်ပြီးခဲ့တဲ့မေလတုန်းကလည်းတရုတ်ဆောင်ခိုင်နှင်းဝင်တဲ့အဖွဲ့ပြန်မေးဆွဲခံရပြီးနောက်ပိုင်းမှာတော့ပကံကိုဧည့်သည်ဝင်ရောက်မှုမရှိသလောက်ဖြစ်သွားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်အရင်ရုံးပိတ်ရက်စနေတနင်္ဂနွေတို့ရက်တွေမှာပကံကိုအဖွဲ့စည်းလိုက်လာတဲ့ခီးသွားတွေရှိခဲ့ပေမဲ့အခုတော့အ ਨੇ ကျင်းလောက်သာလာတော့တယ်လို့ဟိုတယ်ဘက်ကပြောပါတယ်ဒါကြောင့်ဧည့်သည်ကိုသာမှီခိုနေရတဲ့ထမင်းဆိုင်အမှတ်တရပစ္စည်းအယောင်းဆိုင်တွေနဲ့လူတည်နေတဲ့ဟိုတယ်နဲ့တဲခိုခန်းတွေအများစုဟာပိတ်ထားရတယ်လို့နှီးဆက်သူတွေကပြောပါတယ်ဒါအပြင်ခီးသွားကိုမှီခိုနေရတဲ့မြင်းလဲလုပ်ငန်းဟာလည်းဧည့်သည်မရှိတဲ့အတွက်မြင်းတွေကိုရောင်းလိုက်ရတဲ့အခြေအနေတွေလည်းရှိတယ်လို့မြင်းလဲအငှားလိုက်သူတွေကပြောပါတယ်အရင်ပကံမှာအငှားလိုက်နေတဲ့မြင်းလဲစီပေါင်း240လောက်ရှိပေမဲ့လက်ရှိမှာတော့အစီး80လောက်ပဲရှိတော့တဲ့အကြောင်းကိုမြင်းလဲမောင်းသူတူပြောတာကတချို့ဝါသနာကြီးတဲ့တက်ပြည့်တဲ့လူတွေပဲကျွန်တော်တို့မြင်းလဲတွေကမောင်းကြတာပေါ့ဗျာလူငယ်ပိုင်းတွေကတော့မျိုးတွေထွက်ပြီးတော့လုပ်ကြတာပေါ့အခုတပတ်စီပြီးကျွန်တော်လက်ကမရတယ်တခါလေးတားလုံးရကြမှာတော့ရတယ်ဒီနေ့ဒီနေ့မကုန်မအောင်ဆိုတော့1000လောက်တော့ကုန်တယ်လေကျင်းမဆိုတော့ပြည့်စလို့ကုန်တယ်လေမြင်းတွေကမြင်းတောင်မခံနိုင်တော့လေမြင်းတွေရောင်းကြတော့ဗျာတချို့ကလဲတော့မရောင်းဘူးလက်နဲ့လိုက်စတော့မရောင်းဘူးပေါ့ခီးသွားမရှိပေမဲ့နာမည်ရဟိုတယ်တွေကတော့လုပ်ငန်းတွေဆက်လက်လဲပတ်နိုင်ဖို့အတွက်ပုံမှန်ဖွင့်လှစ်ထားရပါတယ်တချို့ဟိုတယ်တွေကတော့ဧည့်သည်တွေကိုဆွဲဆောင်နိုင်ဖို့အခုနောက်ပိုင်းမှာအခန်းစည်းနှုန်းတွေဈေးလျှော့ပေးထားတယ်လို့ဟိုတယ်တာဝန်ရှိသူတဦးကပြောပါတယ်လက်ရှိပကံမှာနာမည်ရဟိုတယ်တစ်ခုတာဝန်ရှိသူတဦးကတော့ဝန်ထမ်းမလျှော့ပဲရက်တီလို့ရအောင်စ조사နေတယ်လို့ပြောပါတယ်နေတာတော့တော်တော်နေသွားတာပေါ့နော်တစ်ဝက်လောက်ကြာသွားတာဒါပေမဲ့ကျွန်တော်တို့အရင်ထင်ထားတလောက်မရတာပဲရှိကြပါရှင်သူ့ဟာလေးနဲ့သူတော့လေဆက်လက်ပြီးတော့အကုန်လုံးရက်တီနေတာပေါ့နော်ဟိုတယ်ကြီးတွေရောဟိုတယ်သေးတွေရောပေါ့နော်အုံနာစိုက်ကလည်းဝန်ထမ်းတွေကိုလျှော့တာတွေဒီလစာလျှော့တာတွေတော့အခုအချိန်ထိတော့မရှိသေးဘူးရှင်လက်ရှိဒေတာတွင်းအခြေအနေတွေကြောင့်ပြည်တွင်းဧည့်သည်ရောပြပခီးသွားဝင်ရောက်မှုပါကျဆင်းနေတဲ့အပြင်ပကံဒေတာကိုခီးသွားဝင်ရောက်ဖို့ဆိုရင်လည်းဒေတာတွင်းလုံခြုံရေးအတွက်သက်ဆိုင်ရာအဖွဲ့အစည်းတွေကတာဝန်ယူဆောင်ရွက်ရမှာဖြစ်တယ်လို့မြန်မာနိုင်ငံခီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌဦးနှောင်းဟန်ကအကြံပြုထားပါတယ်ရှင်